Hello ဒီနေ့တော့ကျွန်တော်တို့ချစ်တမီလေးရဲ့မွေးနေ့ပေါ့နော်အမွေးနေ့မှာကျွန်တော်တို့ဒီမော်လူးမျိုးညောင်မတာပေါ့နော်ဒီပြစားတော့ဆိုင်မှာပေါ့နော်ဒါကျွန်တော်တို့ဒါလေးတွေနဲ့တူမလေးတွေကိုဒါမုံလိုက်ကျွေးလာတာနော်မုံလိုက်ကျွေးလာနော်အဲဒါတူမတွေပဲတူမလေးတွေပဲနော်စားတော့စားလေးရတော့ဒါပြဆိုင်ကဆိုနော်ဒါလေးဆိုမီးရှည်တယ်ဒါလေးဆိုဒါပြဆိုင်ကဒါလေးဆိုစမိုးရှာနော်ဒါလေးဆိုလက်ဆောင်ထည့်ပေးတာတဲ့အမှန်ဒါလေးဆိုအကင်းဆုံးနဲ့ဒါပြဆိုင်မှာရရပြောတာနော်ဒါလေးရောမာလာဒါလေးမာလာဟိုလေးရောဒါပါလေဟော့တော့လေဒါလေးဟော့တော့နော်ဟော့တော့မဒါလေးချက်တော့ဒါဘဆိုင်ကိုကျညာပေးတာမော်လူမျိုးညောင်ပတာပေါ့နော်ဒါကျွန်တော်တို့မြကြီးနားနဲ့မန္တလေးမြကြီးနားမန္တလေးပြူလမ်းမေးမှာရှိတယ်စားတော့ဆိုင်ဆိုတာလေရွှေလမ်းမင်းဆိုင်နဲ့ဆောင်းတို့နော်ရွှေလမ်းမင်းဆိုင်ပြောလားရွှေလမ်းမင်းဆိုင်ကျွန်တော်တို့ဆိုင်ရဲ့အရှိတက်တယ်ပဲရွှေလမ်းမင်းဆိုင်နဲ့ဆောင်းတို့မှာဒါချစ်တမီလေးချစ်တမီလေးရဲ့မွေးနေ့ချစ်တမီမွေးနေ့ဆိုတော့စားတော့ဆိုင်နဲ့ဒီနေ့မီဒီယာစုလိုက်ပေါ့နော်တူမလေးနဲ့နော်မဲတက်တာပြလိုက်ကြအောင်လေမဲဟုတ်တယ်တူမကြောတွေယူရမှာကြည့်လိုက်ကျေးဇူးတင်ပါတယ်